ကိုင်းနာခဏကိုင်းနာဒီလိုပဲကိုင်းနာဖုံးအေးဒီလိုထည့်ပြုတ်ကြပါအောင်ကိုင်းနာအဲ့လိုလေးပဲကိုင်းနာဒီနာလေးတာမနှမ်းအဲ့ဒါမှုရခဏလေးဘာမှမဖြစ်ဘူး မဲကြောက်တယ် အကျိုးအဲ့လိုမခွာလိုက်နဲ့စိတ်လေးညစ်ပါလေပြေးရရိုက် thank you တော့ရိုက်စင်းနေတယ်အဲ့ဒီကိုဖိတက်ပါမယ်ကျွတ်တော်နေမညိုသေးရဲ့အတော်ကရောင်တင်မုတ်ထည့်လို့မရသေးပါဘူးလက်ဟုတ်ထည့်ရပါပြီအရောင်တင်မုတ်နှစ်ခုထည့်ပါမယ်လက်ဟုတ်အရောင်လေးကဒီလိုမျိုးအရောင်လေးနေရေးနဲ့စားကြံပြလေးဖြစ်တာမှာပဲဖြစ်ပါတယ်နေထားရောက်ပြီဆိုရင်တော့ခင်းကြီးလေးထည့်လေးရပြီဖြစ်ပါတယ်လို့ခါကြရင်ကြီးလေးထွေးသားပါပြီဒီလိုချိတ်ပြီးသားချိန်တိုင်းစားရအချုံမိုးရအပြာရ၃မျိုးကိုပေါင်းထည့်ပါမယ်အဲ့ထိတ်သွားလို့ရှိရင်နှဲ့ဖက်အောင်မွေးပါမယ်ခင်းကျင်ဒီကိုအဖက်တွေပြောအေးလှဲလိုက်ခင်းကျင်ဒီကိုအဖက်တွေပြောအောင်လို့ဘယ်လိုပြောရမလဲအနည်းဖြစ်သွားရရှိချက်ပါမယ်ရေလိုရင်ရေထည့်ပြီးအဖုံးအုပ်လို့ရပါတယ်တဖြည်းဖြည်းနဲ့အနှစ်ရလာပြီဖြစ်ပါတယ်ငယ်ချင်းဘယ်လိုလုပ်ရမလဲဆိုရင်မီးနဲ့တင်းလိုက်ပါဗတ်လိုက်တာဒီမီးချက်နေတာမလို့လားကအလှင်းမြလုံးနေရဖြစ်တဲ့အတွက်ခင်းကြီးတွေကိုမဖောက်နိုင်ဘူးဆိုလို့ရှိရင်ခင်းကြီးတွေကိုအရန်ပြောမဖောက်နိုင်ဆိုရင်ယူနစ်ထည့်ပြီးတော့ချက်ပြီးတော့ချလို့ရပါတယ်အခုကယူနစ်မကြိုးထားရဲ့တော့တူထားပြီးမဲ့ထည့်လိုက်တယ်ပေါ့နော်ဖြစ်တဲ့တော့ရေပဲထည့်ပါမယ်โอเคဒီလေးဖြစ်သွားပါပြီအခါကြလို့ရှိရင်ဝက်တဲ့အထိဆောက်မယ်အနှင်းရိုက်အထိဆောက်မယ်အပေါင်းအုပ်ထားပြီးတော့ခဏထွက်ထားလိုက်ပါ and you house like that ဒီမျိုးလေးဖြည့်လာပြီဆိုလို့ရှိရင်ရေခန့်တဲ့အထိပြန်ဆောက်ပါမယ်ခရမ်းကြီးကြီးကြေွားတဲ့အချိန်ကြီးလိုချင်တာဖြစ်တဲ့အတွက်ဆောက်ပါမယ်ကြေတော့ပါမယ်ကွယ်ဗတ်ပိတ်ထားပါလားဟေးနားကြီးလို့ပါကွယ်တော်မဲအုပ်ပေးထားလိုက်ပါ great ခုဖွယ်မပြတ်တူလေးရပါပြီဒီကတော့မချသေးပါဘူးကြားရရှိလေမဆောက်နိုင်တော့တဲ့တော့ချက်သားထည့်ပါမယ်2 3ရေကြဝအောင်ထိဆောက်ပါမယ်အဲ့ဒါမှချက်သားကဖြူကြီးဖြစ်နေရဆိုတော့နည်းနည်းအယောင်လေးတန်းဝအောင်လို့မွေးလိုက်ပါလေတမျိုးပဲဘာလို့လဲမသိအခုခုလုံးနေပြီဝဲကျော်အေးတူလားတဘာဖြစ်လို့လဲမလာဘူးလားမလာရင်သားမသွားနဲ့ပေါ့ခါနေနော်မွေးပြီးလို့ရှိရင်တော့ဖုံးပိတ်ပြီးရေးကြရရှိပြန်ဖောက်ပါမယ် have like this still I am not professional okay chili done okay ချက်ပြုတ်ရည်ထည့်မယ်ရီကြဝါးရဲ့အထိဖောက်ပြီးရင်ချက်ပြုတ်ရည်ထည့် okay နင့်ပြောလားဟာအဒီဒီမှာလာကြည့်အရင်လာတယ်ရတာမခံရသေးဘူး but Oh my god တောက်ကြပါလားဟိုင်းရိုးစမိုင်းအလားမလားထည့်သွားသေးတယ်အဆမ်းဆောင်နိုင်တော့ရင်းနဲ့ချက်ပြုတ်ရည်တော့ခွန်းနေချီယိုအဲ့ဒါဝယ်ပါရခရင်ကြီးတွေကတိတ်မရှိသေးလို့ပါခင်ဗျာတော့ပြည်နယ်ရေးလို့ပြန်ဖြစ်သွားပါပြီအဲ့ဒီရေထည့်ရပို့ပြီးတော့ဘယ်လိုပြောရရတာလည်းပိုးဝင်နေနောက်ပြီးလို့ရှိရင်ခရင်ကြီးတွေလည်းထက်ပြီးကြေခြင်းလို့ဖုံးမလေးဖြစ်ချင်လို့အဲ့လိုမျိုးတော့လိုက်တာပါအခုချိန်စားချင်မို့ထည့်ထားလို့ရပါတယ်မွေးပြီးအောက်ထားပါ that's okay let's go like that ဒီနေ့ပဲရှိပါတော့တယ်ဒီခန်းနဲ့အထိကျွတ်ကြဒီအနေလေးစားကြတယ်နေလေးစားပြီးဒါပေမဲ့ကိုကအဲ့လောက်ထိမကြိုက်အဲ့တော့ short မယ်ခန်းနဲ့ထိချက်မယ်ရပါပြီခင်ဗျာဒီကနေ့ကျဒါပေမဲ့အဲ့လောက်ပဲထားလိုက်တော့ရပါပြီwe have
ပြီအဲ့လက်လေးဖယ်ထားပြီ we have spicy chicken tomato curry ဟာဟာဒီလောက်ပါပဲဒီနေ့ကဒီလောက်ပါပဲ